ဒီနေ့ပြပြသွားမယ်ဇိုရီရဲ့ဆိုင်ကတော့ Aries 3 လပိုင်း21ရက်နေ့ကနေ4လပိုင်း19ရက်နေ့အထိမွေးဖွားတဲ့သူတွေကို Aries ဘုံနေအဖြစ်သတ်မှတ်ကြပါတယ်။ Aries တွေကတက်လက်တက်ကြပြီးတော့အားရပြင်းနေနေတဲ့အကျင့်စရိုက်ကိုပိုင်ဆိုင်တတ်ပါတယ်။အသစ်တော့အတွေ့အကြုံတွေကိုသဘောကျတတ်ပြီးတော့စုံလာတဲ့လှုပ်ရှားမှုတွေမှာလည်းပျော်ရွှင်တတ်ပါတယ်။စိန်ခေါ်မှုတွေနဲ့ပြင်းနေနေတဲ့အခြေအနေတွေကိုနှစ်သက်ကြပြီးတော့ခက်ခဲလုပ်ရတဲ့အလုပ်တွေနဲ့တစ်ဆင့်သူတို့က motivation ရတတ်ပါတယ်။သူတို့မျှော်မှန်းထားတဲ့ရည်မှန်းချက်ပန်းနိုင်ကိုရောက်ရှိနိုင်ဖို့ဝိရိယထားပြီးတော့စူးစမ်းတတ်တဲ့သူတွေက Aries တွေပဲဖြစ်ပါတယ်။လူတွေနဲ့ကောင်းမွန်ဆက်ဆံတတ်ပြီးတော့ခြားသူတွေနဲ့စကားပြောရတာကိုလည်းသဘောကျပါတယ်။ Aries တွေကကိုယ့်ဘေးနားမှာရှိတဲ့သူတွေနဲ့ဆက်ဆံရေးကိုအရေးတယူစဉ်းစားပြီးတော့အချင်းချင်းရင်းနှီးမှုထိန်းသိမ်းနိုင်ဖို့ကိုလည်းအများကြီးအာရုံစိုက်တတ်တဲ့သူတွေပဲဖြစ်ပါတယ်။တည်ကျင်စိတ်များပြတာမို့အကြောင်းအရာမျိုးစုံကိုလည်းစိတ်ဝင်စားရှိတတ်ပါတယ်။အရေးအချင်းနဲ့လုံနိုင်စွမ်းများတဲ့သူတွေက Aries ဘုံတွေပဲဖြစ်ပါတယ်။သူတို့ရဲ့အရေးအချင်းနဲ့လုံနိုင်စွမ်းတွေကနယ်ပယ်အစုံမှာကိုယ်ပိုင်အရေးချင်းကိုပြန်ပြီးပြသနိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ Aries တွေကအကောင်းမြင်တတ်တဲ့သူတွေလို့ပြောရင်လည်းမမှားပါဘူး။အကောင်းတွေကိုပဲကြိုတင်မှန်းဆပြီးတော့တွေးခေါ်တတ်တဲ့ positive သင်္ကာသမားတွေလို့ပြောရင်လည်းမမှားပြန်ပါဘူး။ခက်ခဲတဲ့အခြေအနေတွေမှာ Aries တွေကအကောင်းမြင်မှုစူးစမ်းနေစေပဲဖြစ်ပါတယ်။ပြောင်းလဲမှုတွေကြားမှာပျော်နေတတ်ပြီးတော့စီကံတင်းချက်ပြီးညီငွေ့စရာကောင်းတဲ့အခြေအနေတွေကိုလုံးဝမနစ်သက်ကြပါဘူး။ Aries တွေကအသစ်တော့အတွေ့အကြုံတွေစိန်ခေါ်မှုတွေကိုရှာဖွေတတ်တဲ့သဘောထားမှလည်းရှိနေတတ်ပါတယ်။မိသားစုတငယ်ချင်းနဲ့ချစ်ရတဲ့သူတွေကြားဆက်ဆံရေးကိုလည်းအရေးတယူစဉ်းစားတတ်ပြီးတော့နှွေးထွေးရင်းနှီးဖော်ရွေတဲ့အကျင့်စရိုက်ကိုပိုင်ဆိုင်ထားတဲ့သူတွေက Aries ဘုံတွေပဲဖြစ်ပါတယ်။ဒီနေ့ပြပြသွားတဲ့အကြောင်းအရာကိုသဘောကျရဆိုလို့ရှိရင်ညီမတို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော်။